ဒီမှာငါးချကီးရပြီအိမ်ရောက်ရင်အဖိုးကိုငါးဟင်းချက်ကျွေးမယ် ငါခြေထောက်တွေသာကောင်းရင်မြဲကိုဒီလောက်ပင်ပန်းခိုင်းမှာမဟုတ်ဘူးငါအတုံးမကြတာပါဟာ ဖိုးတို့လှုပ်ကျွေးခဲ့လို့သမီးဒီရွယ်ဒီကြီးလာတာပဲအခုသမီးလှဲ့ပေါ့ဒီနေ့ငါအကြီးကြီး2ကောင်ရတယ်အဖိုးအတွက်ကင်ပေးမယ်ကျမအဖိုးကခြေထောက်တိတ်မကောင်းတော့ငါမရှာနိုင်ဘူးလေကျမပဲငါရှာပြီးရှာကျွေးနေရတာလေ ငါမြေးရှာကျွေးတဲ့ငါကမာပေါ်မှာအကောင်းဆုံးပဲ အဖိုးအသက်ရှည်ရှည်နေရင်သမီးယောက်ျားမယူတော့ဘူးလေ ငါးကင်လေးနဲ့ဆိုဆက်လက်ရွက်လေးနဲ့စားမအရသာရှိတာလေနနံပင်လေးကောနှုတ်ပြီးအချင်းရေဖြော်မယ်လေအချင်းရေဖြော်မလို့ကြက်သွန်ပြူထောင်းနေတာလေ အရသာရှိတဲ့ငါးကင်ကိုစားပါတော့မယ်လာစားကြပါအောင်ဒါလေးစားကြည့်ပါဦးရန်ကောင်းတာပဲ အေးကောင်းလိုက်လား